မင်္ဂလာပါဒီနေ့မလ14ရက်နေ့နောက်ဆုံးရစီရေးနဲ့ဒေတာတွင်အရေးကြီးသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်းမှာမြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ TNLA နဲ့ MNDAA တပ်များကြားတိုက်ပွဲများဖြစ်ပွားနေတယ်လို့သိရပါတယ်မလ14ရက်နေ့နနက်ပိုင်းကစတင်ပြီးတိုက်ပွဲများဖြစ်ပွားလာခဲ့တာဖြစ်ပြီးကွတ်ခိုင်မန်ကျင်းမန်ယူလေးနန်တောင်းနဲ့ကာလန်စတဲ့နေရာ9ခုခန့်မှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်တိုက်ပွဲအတွင်း MNDAA ဘက်ကလက်နက်ကြီးနဲ့ drone တွေအသုံးပြုပြီးတိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်ရုတ်တရက်တိုက်ပွဲဖြစ်ပွားလာတာကြောင့်ကွတ်ခိုင်မြို့အတွင်းရှိပြည်သူအချို့ထိခိုက်ဒဏ်ရာရခဲ့ပြီးပြည်သူတွေကလည်းစစ်ရှောင်းဖို့အချိန်မရလိုက်ပဲအခက်ခဲတွေကြုံတွေ့နေရတယ်လို့သိရပါတယ်ဒါအပြင်မူဆယ်တလန်လားမိုင်ဒေတာမှာလည်းမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့တပ်ဆွဲထားတဲ့နေရာအချို့မှာ MNDAA ဘက်က TNLA ရဲဘော်တွေကိုဖမ်းဆီးထိန်းသိမ်းတာတွေရှိနေပြီးလက်နက်များကိုလည်းသိမ်းယူခဲ့တယ်လို့ဒေတာသတင်းများမှာခေါ်ပြထားပါတယ်ဒေတာရင်းလူမှုကူညီရေးလုပ်ငန်းများဆောင်ရွက်နေတဲ့ကျန်းမာရေးဆရာဝန်တဦးကတော့မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာအတူတကွစစ်အာဏာရှင်ကိုတိုက်ဖြတ်ခဲ့ကြတဲ့အင်အားစုတွေဖြစ်တဲ့အတွက်ဘုံရန်သူကိုမမေ့ပဲငြိမ်းချမ်းစွာဖြည့်ရှင်းနိုင်ဖို့လိုအပ်တယ်လို့ပြောဆိုထားပါတယ်ဒုတိယသတင်းအနေနဲ့ကချင်ပြည်နယ်မိုးညင်းမြို့နယ်အင်ဒေါ်ကြီးဒေသမှာစစ်တပ်တပ်ဆွဲထားတဲ့လုံတုံစခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်မလ13ရက်နေ့ညပိုင်းမှာတိုက်ခိုက်ခဲ့တဲ့အဆိုပါစစ်စင်ရေးအတွင်းစခန်းအရှိတ်ရှိကာကင်းစခန်းတချို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး SNA ရှမ်းနီပြည်သူ့စစ်အဖွဲ့ဝင်6ဦး၏ရရန်လောင်းများလက်နက်မျိုးစုံ73လက်နဲ့ခဲယမ်းအများပြားကိုသိမ်းဆည်းရရှိခဲ့တယ်လို့ဒေတာသတင်းရင်းမြစ်တွေကပြောပါတယ်။ဒါအပြင်စစ်တုံးပန်းတချို့ကိုလည်းအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဒေတာသတင်းရင်းမြစ်တစ်ခုရဲ့ပြောကြားချက်အရတိုက်ပွဲစတင်ချိန်မှာစစ်တပ်ဘက်ကစစ်သားတွေအရင်ဆုံးဆုတ်ခွာသွားခဲ့တာကြောင့်ရှမ်းနီပြည်သူ့စစ် SNA အဖွဲ့ဘက်မှထိခိုက်ဒေဆုံးမှုများပြားခဲ့တယ်လို့ဆိုပါတယ်။လုံတုံစခန်းဟာဖာကန်ဟိုပင်နှင့်မိုးညင်းမြို့တွေကိုဆက်သွယ်ထားတဲ့အရေးပါတဲ့စီရေးဘဟုံစခန်းတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်နေတဲ့စကိုင်းတိုင်းရင်းမာပင်မြို့နယ်အတွင်းမှာစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ကျေးရွာ9ရွာမှာထောင်နဲ့ချီတဲ့ပြည်သူတွေဘေးလွတ်ရာထွက်ပြေးတေးရှောင်နေရတယ်လို့သိရပါတယ်။မက်လ12ရက်နေ့မှာရင်စီနဲ့ဝမ်ဖောင်ဒေသဘက်ကထွက်လာတဲ့စစ်ကြောင်းဟာပြောင်းပြရွာနဲ့လက်လွတ်ရွာတို့ကိုဝင်ရောက်စီးနင်းနေပြီးမက်လ13ရက်နေ့မှာတော့ရင်းမာပင်ဘက်ကစစ်သားအင်အား150ခန်းပါတဲ့စစ်ကြောင်းထပ်မံရောက်ရှိလာခဲ့ပါတယ်။လက်ရှိမှာတော့စစ်တပ်ကစစ်ကြောင်း2ကြောင်းနဲ့ဒေတာရင်းရွာများမှာယာယီတပ်ဆွဲထားတာကြောင့်ပြောင်းပြလက်လွတ်စားတော်ပြင်ကုန်းရွာဇီးတော်မြောက်ဇီးတော်တောင်အုံးတော်ရုံးလေးပင်နုံရွာစတဲ့ကျေးရွာများမှာဒေတာခန်ပြည်သူထောင်နဲ့ချီပြီးစစ်ပေးရှောင်နေကြရတယ်လို့သိရပါတယ်။ဒေတာခန်တအူကတော့ဒေတာရင်းစစ်ပေးရှောင်ပြည်သူများအယမ်းများလာပြီးအခက်အခဲများစွာကြုံတွေ့နေရတယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းနိုးရိုးနဲ့ကောင်းစင်ရွာလမ်းပိုင်းမှာစစ်တပ်စစ်ကြောင်းနဲ့တောင်လန်တပ်ဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်တပ်ဘက်က4ဦးသေဆုံးပြီး20ထက်များဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကြောင်တကားမြို့နယ်မှာစစ်တပ်ပစ်ခတ်မှုကြောင့်မိသားစုတစုလုံးသေဆုံးတဲ့သတင်းဖြစ်ပါတယ်။ပဲခူးတိုင်းကြောင်တကားမြို့နယ်အတွင်းမှာစစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုနဲ့ drone ဘုံကျဲမှုကြောင့်မိသားစုတစုတည်းကလူ4ဦးသေဆုံးသွားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရမတ်လ13ရက်နေ့ည9:00နာရီကျော်ခန့်မှာပဲနွယ်ကုန်းမြို့ရွှေဝါကျေးရွာမှာအခြေခိုက်ထားတဲ့အမှတ်300ခွန်ခြေမြန်တပ်ရင်ကနေတဲဖြူရွာတဲ့ကျေးရွာအတွင်းကိုလက်နက်ကြီး2လုံးနဲ့ drone ဘုံ4လုံးပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒီပစ်ခတ်မှုကြောင့်အသက်40အရွယ်ကိုဝင်းစောဇနီးဖြစ်သူအသက်38နှစ်အရွယ်မာလာဝင်းနဲ့သူတို့ရဲ့ကလေးငယ်2ဦးစုစုပေါင်းမိသားစုဝင်4ဦးသေဆုံးခဲ့ပါတယ်။အဆိုပါမိသားစုထဲမှာတော့3လစာအရွယ်ယောက်ျားလေးကလေးငယ်2ဦးသာအသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒေသခံ2ဦးကတော့ဘာတိုက်ပွဲမှမရှိဘူးအကြောင်းမဲ့လာပစ်တာပါ။သေဆုံးသွားတဲ့4ယောက်လုံးကတမိသားစုတွေကပါလာစာအရွယ်ကလေး2ဦးသာအသက်ရှင်တယ်လို့ပြောဆိုထားပါတယ်။သေဆုံးသူတွေဟာအိတ်နေချိန်မှာပဲ
အိယာပေါ်မှာတေဆုံးသွားတာကိုမြေပြင်ထွက်လာတဲ့သတင်းတပ်ပုံများမှာတွေ့ရပါတယ်။ဒေတာတွေမှာတော့စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုတွေကိုနေ့စဉ်နှီးပါလှုပ်ဆောင်နေတယ်လို့လည်းဒေတာကန်တွေကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထန်လင်းမှာအသက်16နှစ်လူငယ်ကိုစစ်မှုထမ်းလူစားထွေအဖြစ်ရောင်းစားတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းထန်လင်းမြို့နယ်မှာအသက်16နှစ်အရွယ်လူငယ်တဦးကိုစစ်မှုထမ်းလူစားထွေအဖြစ်ငွေကျပ်380နဲ့ရောင်းစားခဲ့တယ်ဆိုတဲ့အမှုတစ်ခုပေါ်ပေါက်လာပါတယ်။မိခင်ဖြစ်သူဒေါ်ကြီးကြီးခိုင်ရဲ့တိုင်ကြားစာအရသူမမောင်နေဦးလွင်ကိုဖေဖော်ဝါရီလ22ရက်နေ့မှာထန်လင်းရေတပ်စခန်းကတပ်ကြပ်ဘိုးဘိုးထွန်းကသမင်းကျွေးမယ်ဆိုပြီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။ထို့နောက်အသက်16နှစ်သာရှိသေးတဲ့မောင်နေဦးလွင်ကိုအသက်18နှစ်ပြည့်မပုံတင်အတုဖက်လုပ်ပေးပြီးကြောက်တန်းမြို့နယ်လာဝကရုံးနဲ့ပူးပေါင်းကစစ်မှုထမ်းအဖြစ်ငွေကျပ်380နဲ့ရောင်းစားခဲ့တယ်လို့ဆိုပါတယ်။မိခင်ဖြစ်သူကတော့မတ်လ3ရက်နေ့မှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံကိုတိုင်ကြားစာပေးပို့ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပွင့်ဖြူမြို့နယ်မှာပေါ်တာဆွဲဖမ်းဆီးမှုဆက်လိုက်ဖြစ်နေတဲ့သတင်းကြပါတယ်။မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာလည်းစစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါတယ်။မတ်လ12ရက်နေ့မနက်ပိုင်းမှာပွင့်ဖြူမုံချောင်းအနောက်ဘက်မကြီးကုန်းဖျားအနီးမှာကားနဲ့ဆိုင်ကယ်စီးပြီးဖြတ်တန်းသွားလာနေတဲ့လူငယ်10ဦးကိုစစ်တပ်ကဖမ်းဆီးသွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အဖမ်းခံရတဲ့သူတွေမှာအမျိုးသမီးတဦးလည်းပါဝင်တယ်လို့သိရပါတယ်။လက်ရှိမှာတော့ဖမ်းဆီးခံထားတဲ့သူတွေကိုပွင့်ဖြူမြို့မှာရဲစခန်းမှာထိန်းသိမ်းထားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ညိုဒီမြို့တောင်ဘက်၄ကီကော်ဒေတာအနီးမှာစစ်ရှောင်နေတဲ့ဒေတာခန်တွေကိုပစ်မှတ်ထားပြီးစစ်တပ်ကကာမီကာဇီဒရုန်းအုံတူတိုက်ခိုက်မှုတစ်ခုမတ်လ14ရက်နေ့မှာဖြစ်ပွားခဲ့ပါတယ်။ဒေတာခန်တွေရဲ့ပြောကြားချက်အရထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်အနီးရှိစစ်ရှောင်စခန်းတစ်ခုကိုစစ်တပ်ဘက်ကကာမီကာဇီဒရုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးဒီတိုက်ခိုက်မှုကြောင့်စစ်ရှောင်ဒေတာခန်အမျိုးသားတဦးတေဆုံးခဲ့တယ်လို့အခြားတဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒေတာခန်တဦးကတေဆုံးတာ၄ကီကော်ရွာသားယောက်ျားလေးတစ်ယောက်ပါထိခိုက်ဒဏ်ရာရတာလည်းယောက်ျားလေးတစ်ယောက်ပါလို့ပြောပါတယ်။ပလော့တပို့စစ်ရှောင်းစခန်းမှာ၄ကီကော်ဒေတာအပါအဝင်ဖလူးမင်းလက်ပံရသိတ်ကူမဲဝါခီးစသောကျေးရွာတွေကဒေတာခန်တွေလာရောက်ခိုးလုံနေကြပါတယ်။လက်ရှိစစ်ရှောင်းစခန်းအတွင်းအိမ်ခြေ1000ကျော်ရှိပြီးလူဦးရေ3000ကျော်ခိုးလုံနေကြတယ်လို့သိလာပါတယ်။ဒါအပြင်မက်လက်3ရက်မနက်ပိုင်းမှာလည်းမျိုးဒီမျိုးတောင်ပတ်ဖလူးကျေးရွာအနီးရှိကြားထံဝင်းတဲကိုလက်နက်ကြီး3လုံးကြားရောက်ပောက်ကွဲခဲ့ပါတယ်။အဆိုပါလက်နက်ကြီးပောက်ကွဲမှုကြောင့်ဒေသခံတေဆုံးမှုတွေရှိခဲ့ပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိချိန်မှာတော့မင်းလက်ပန်းနဲ့ရတိကူဒေသအနီးမှာစစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။လေးကီကော်ဆွဲတော်ကုန်းအမြောက်ကုန်းနဲ့လက်ခက်တောင်မှာတပ်ဆွဲထားတဲ့စစ်တပ်တပ်ဖွဲ့တွေကလည်းတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုလက်နက်ကြီးပစ်ကူပေးနေတယ်လို့သိရပါတယ်။မြို့ဒီမြို့တောင်ဘက်မှာလက်လွတ်ခဲ့ရတဲ့တပ်စခန်းတွေကိုပြားလဲရယူနိုင်ဖို့စစ်တပ်ဘက်ကပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာလအတွင်းစစ်ကြောင်း3ကြောင်းနဲ့စရဲလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။သို့တော့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်စစ်ကြောင်းတွေဟာမင်းလက်ပံကျေးရွာအနီးကနေရှေ့အဆက်မတိုးနိုင်သေးပါဘူး။လက်ရှိအချိန်မှာမင်းလက်ပံကျေးရွာကိုကာကွယ်ရေးတပ်ဖွဲ့တွေကဆက်လက်ထိန်းချုပ်ထားပြီးစစ်တပ်ဘက်ကတော့စစ်ကြောင်းထိုးနေစေဖြစ်ပါတယ်။မင်းလက်ပံကျေးရွာဟာမြို့ဒီမြို့တောင်ပိုင်းဒေသအတွက်အရေးပါတဲ့ခန်းစစ်စီးတစ်ခုအဖြစ်တတ်မှတ်ခံထားရတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မြဝတီမှာကြားဖြန့်ဝင်းပေါ်လက်နက်ကြီးကျပြီးတရုတ်နိုင်ငံသားများပြောင်းရွှေ့တဲ့သတင်းဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ် DKBA ထိန်းချုပ်ထားတဲ့ဖလူးကြားဖြန့်မျိုးစစ်မှာစစ်တပ်ဘက်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်တရုတ်နိုင်ငံသားတွေအလုံးရင်နဲ့ပြောင်းရွှေ့နေကြတယ်လို့သိရပါတယ်။မတ်လ23ရက်နေ့မနက်9:00နာရီခန့်မှာဖလူးကျေးရွာအတွင်းရှိကြားဖြန့်ခြံဝင်းကိုလက်နက်ကြီးတစ်လုံးကြာရောက်ပောက်ခွဲခဲ့ပါတယ်။ဒီဖြစ်စဉ်ကြောင့် DKBA တပ်ဖွဲ့ဝင်20ခန်းနဲ့တရုတ်နိုင်ငံသားအချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။အဲ့ဒီနောက်ကြားဖြန့်ဝင်းအတွင်းရှိနိုင်ငံသားတွေကိုကားကြီးကားငယ်များနဲ့အလွတ်ရပြောင်းရွှေ့နေကြတယ်လို့သိရပါတယ်။ဒီလိုနောက်ဆုံးသတင်းများကိုဆက်လက်သိရှိလိုပါကကျွန်တော်တို့ channel ကို subscribe လုပ်ပြီး notification ကိုဖွင့်ထားဖို့မမေ့ပါနဲ့။သတင်း update များကိုဆက်လက်တင်ဆက်ပေးသွားပါမယ်။
မိမိတို့ရဲ့ဝမ်းစာအတွက်အလုပ်လုပ်နေခြင်းပဲဖြစ်စေကျမ်းမာရေးအတွက်အားကစားလုပ်နေခြင်းပဲဖြစ်စေကားမောင်းနေခြင်းပဲဖြစ်စေနားဆင်နိုင်ဖို့အချိန်နဲ့အမျှဖြစ်ပေါ်ပြောင်းလဲနေတဲ့သတင်းများကိုအဆက်မပြတ်သိရှိစေဖို့အတွက်ရည်ရွယ်ချက်နဲ့တင်ဆက်နေတာဖြစ်တဲ့အတွက်နေ့စဉ်သတင်းများသိရှိရဖို့ channel လေးကို subscribe လုပ်ခဲ့ကြပါဦးနော်